အခုပြောပြမယ့်အဖြစ်ပြက်ကနှစ်ပေါင်း100ကျော်တဲ့အထိအပြည့်မှန်မရှာနိုင်သေးတဲ့သမိုင်းတစ်လျှောက်လူစိတ်ဝင်စားမှုအများဆုံးမှုကွင်းတွေကတစ်ခုဆိုရင်နားဆင်သူများဘယ်လိုထင်ပါသလဲဒီဖြစ်ပြဟာဆိုရင်1888ခုနှစ်အတွင်း Whitechapel လန်ဒန်မြို့အင်္ဂလန်နိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်လှပတဲ့ညဉ့်ငတ်မလေးတွေကသွေးအေးရဆက်လာတဲ့ဒီအမည်မသိခွင်းဆက်လူသက်သမားရဲ့တားကောင်တွေအဖြစ်ကိုရောက်ရှိခဲ့ကြပါတယ်ဒီအမည်မသိလူသက်သမားဟာနောက်တစ်ချိန်မှာ Jack the Ripper လို့နာမည်ဆိုးနဲ့ကြော်ကြားခဲ့ပါတယ်။ဒီကွင်းဆက်လူသက်မှုတွေက12ပတ်တိဇက်တိုက်ဖြစ်နေခဲ့ပြီးရုတ်တရက်ဆိုသလိုရက်တန့်သွားခဲ့ပါတယ်။ဒါဟာသွေးစာနေတဲ့လူသက်သမားရဲ့အာဒီတတွေပြေဝသွားလို့လားတက်ဖြတ်ခြင်းကသူ့အတွက်ပြင်းရစရာဖြစ်သွားလို့လားဆိုတာကိုတော့ဘယ်သူမှမသိနိုင်ပါဘူး။ယနေ့အထိလဲထိုသူရဲ့အမိအမှန်နဲ့ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုဆက်လက်မေးခွန်းထုတ်ရှာဖွေနေကြဆဲဖြစ်ပါတယ်1888ခုနှစ်ဩဂတ်31ရက်မှာတော့ Mary Ann Nicholl ဆိုသူအမျိုးသမီးလေးရဲ့အသက်မဲ့ခန္ဓာကိုယ်ကို Whitechapel ရဲ့တခုသောလမ်းကြားမှာတွေ့ရှိခဲ့ရပါတယ်သူမက Whitechapel ရဲ့လမ်းကြားတွေထဲမှာကျင်လည်ကျက်စားနေတဲ့ညှဉ်းငှက်မာလေးတစ်ကောင်ဖြစ်ပါတယ်သူမကိုဝီလစ်စလစ်အနေထားနဲ့တွေ့ရှိခဲ့ရတာဖြစ်ပြီးတွေ့ရှိချိန်မှာသူမရဲ့လယ်ပင်ဟာပြက်လူနီးပါအဖြတ်ခံထားရပါတယ်။ကိုရင်းအင်္ဂါတွေကိုလည်းခြုံထက်တဲ့အရာတစ်ခုနဲ့ဖြတ်တောက်မှွေနောက်ခံထားရတာကိုကြောက်ရွံ့ဖွယ်တွေ့ရှိခဲ့ရပါတယ်။ဒီဖြစ်ပျက်ကအရာအလုံးရဲ့အစတစ်ခုဖြစ်နေခဲ့တာကိုတော့ဘယ်သူမှမစင်စားမိခဲ့ကြပါဘူး။ဒီသတင်းဟာဆိုရင်လန်ဒန်မြို့ကြီးမှာအထူးသတင်းကြီးခဲ့ပြီးထိုခေတ်အခါကသတင်းစာတွေရဲ့သတင်းကြီးပိုင်းမှာနေရာယူခဲ့တဲ့သတင်းထူးတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ Whitechapel ကအမျိုးသမီးလေးတွေဟာနေ့အချိန်မှတောင်ကြောက်ရွံ့စွာနဲ့တွာလာနေခဲ့ကြရပြီးဘယ်အချိန်ပေါ်ထွက်လာအောင်မှမသိတဲ့ဒီသွေးအေးလူသက်သမားကိုစိုးထိတ်နေခဲ့ကြပါတယ်။ပထမလူသက်မှုအပြီးတစ်ပတ်ကြာမှာတော့ Annie Chapman, Elizabeth Wright နဲ့ Catherine Atwood တို့ဟာဇက်တိုက်ဆိုလိုရက်ဆက်စွာတပ်ဖြတ်ခံခဲ့ရပါတယ်။အားလုံးက Whitechapel ရဲ့လမ်းကြားတွေမှာကျင်လည်ကျက်စားတဲ့ညဉ့်ငတ်မလေးတွေဖြစ်နေကြတာကိုတော့ထူးဆန်းဖွယ်တွေ့ရှိခဲ့ရပါတယ်။ဒီလူသက်သမားရဲ့တားကောင်တွေအားလုံးဟာလေပင်ပြက်လူနီးပါအဖြတ်ခံထားရပြီးကိုရင်းအင်္ဂါတွေဖြတ်တောက်ခံထားရတာကိုကြောချမ်းဖွယ်တွေ့ရှိခဲ့ကြပါတယ်။တယောက်တော်သူကတော့ကိုရင်းကလီစာတွေပါဖြတ်တောက်ယူဆောင်ခြင်းကိုခံခဲ့ရပါတယ်။ဒါကြောင့်ဒီလူသက်သမားဟာတာမန်လူတယောက်မဖြစ်နိုင်ပဲဆေးပညာကိုကျွမ်းကျင်သူတရားလို့ယူဆခဲ့ကြပါတယ်။လူသက်သမားနဲ့ပတ်သက်ပြီးထင်ကြေးပေးမှုတွေtheory တွေအများကြီးထွက်ပေါ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့လူသက်သမားကရဲစခန်းကိုစာတွေစပို့ပါတော့တယ်။စာထဲမှာတော့ဆရာကြီးရဲတွေကတော့ကျုပ်ကိုဖမ်းမိပြီဆိုပြီးပြောနေကြတာပဲ။တကယ်တမ်းကျတော့ကျုပ်ပဲသူမှန်းအောင်သူတို့မသိသေးဘူးလို့ရေးထားခဲ့ပါတယ်။အဆုံးမှာတော့ Jack the Ripper လို့လက်မှတ်ရေးထိုးထားခဲ့ပြီးတေသူရဲ့အလောင်းကနေဖြတ်ယူထားတဲ့ကြောက်ကတ်တချမ်းကိုပါပူရွယ်ပေးပို့ခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့အမည်မသိလူသက်သမားဟာ Jack the Ripper လို့အမည်ကိုစတင်ရရှိခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာတော့နောက်ဆုံးသားကောင်ဖြစ်တဲ့ Mary Jane Kelly ရဲ့အလောင်းကိုသူမရဲ့အိမ်ခန်းထဲမှာတွေ့ရှိခဲ့ကြပါတယ်။သူမရဲ့အလောင်းဟာမြင်မကောင်းသည့်အထိအပိုင်းပိုင်းဆုပ်ဖြတ်ခံထားရတာကိုတွေ့ရှိခဲ့ရပါတယ်။သူမကိုတပ်ဖြတ်ပြီးချိန်မှာတော့ Jack the Ripper လို့နာမည်ဆိုးနဲ့ကြော်ကြားလာတဲ့ခွင်းဆက်လူသက်သမားဟာပျောက်ခြင်းမလားပျောက်ကွယ်သွားခဲ့ပါတယ်။ရဲတွေကတန်တရားရှိသူပေါင်းများစွာကိုခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပေမဲ့လူသက်တရားခံဟာပျောက်ခြင်းမလားပျောက်ဆုံးနေခဲ့ပါတယ်။လူသက်သမားဟာအယူတယောက်ဖြစ်တယ်ဆိုတာကနေစလို့ကျွမ်းကျင်စံသားသမားခွဲစိတ်ဆရာဝန်နောက်ဆုံးအင်္ဂလန်နန်းတော်တွေကတော်ဝင်မင်းသားတစ်ပါးဖြစ်တယ်ဆိုတာအထိလူထုအကြားသို့လောသတင်းများစွာထပ်ပေါ်ခဲ့ပါတယ်။နှစ်ပေါင်း130ကျော်လာတဲ့အထိ Jack the Ripper ဘသူဖြစ်တယ်ဆိုတာကိုရှာဖွေနေကြဆဲဖြစ်ပါတယ်။လူသက်သမားဟာတဲလွန်စားတွေအစားကြောက်ရွံ့စိတ်တွေကိုသာအမွေတစ်ခုအဖြစ်ခြံထားခဲ့ပါတယ်။ဒီလိုစိတ်ဝင်စားဖွယ်မှုကင်ဖြစ်ရမှန်တွေအကြောင်းနားဆင်ကြနေဆိုရင်တော့ channel လေးကို like and subscribe လုပ်ဖို့မမေ့ကြနဲ့နော်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ပျော်ရွှင်ပွဲနေ့လေးတစ်နေ့ဖြစ်ပါစေရှင်